earthquake. So today actually at around like 1:25 is like earthquake. And actually 1:30 I have a class. So because of earthquake, all the students and the faculty members and professors, we cannot go inside. We have to go out of the building. You see, actually the whole other actually they take it very seriously. Actually, it's like a small earthquake, not a big one. တနိုင်တဲ့ခီစီယမ်နေအခုခိုလာအခုခိုပါတော့ကိုရတာပွင့်တမင်နေတယ်မလားခီမနေတမောအခုခိုတော့တခုဖာတော့ပါမင်းတို့နေတပတ်ထော့ဒီတနိုင်တစီခိုင်အခုခိုလာနေပါဘာတိတူလို့တာကိုလာပါတဲ့လေအဆောက်ကိုလာပါမမထလို့တက်ပြီးခလို့ကြောင်းကလည်းကခနေပါထလို့တက်ပြီးခလို့ဖြစ်စီငါဘာတခြားလုံးမငလေလောက်လာငါဖထမဆို experience ပဲနော်တကယ်ပြောတာဖထမဆို experience ပဲနော်အဲ့ဒါစပြီလားဘာသာလဲ one like give you earthquake ငါဘွားမှာကျတော့ဖထမဆို experience ဖထမဆို experience ငါပြောပြတာပါဟုတ်လားငငယ်တော့ကလေညီမတို့ငငယ်တော့ကလေလမ်းနေပြိုကြွားလောက်တာလေအဲ့မကြုံဘူးလားငငယ်တော့ငါထိုင်းမှာပဲထိုင်းပဲချမှာပဲလေမဘော7နဲ့လိုက်တော့ငါထိုင်းပဲချမှာပဲလေငလေလောက်လာငလေကဘယ်ချင်းလောက်မှငါမသိဘူးဒါမဲ့ငါကမပြတာကမခရရဲမှာတော့ဒီငလေအကြဆုံးဟုတ်လားတမနစ်ပါပဲဟာလေရှမ်းမှာလမ်းနေပြတ်တော့ကလေငငယ်တော့ကလေလောက်ပြက်လေတစ်ခါညီမမတဲ့တော့ကတမနစ်လောက်ပါပဲတမနစ်တော့ကြားတယ်မလေးလုံးရင်အဲ့လို second ပိုင်းပဲလို့လုပ်ပြီးတော့အဲ့ဒါတမနစ်လောက်ကြားတယ်ငါပြောပါဦးမလေးငါငငယ်လောက်ငါငလေလောက်တော့ငါသိတယ်ဒါပေမဲ့အဲ့လောက်ထိငါမခံစားရအောင်ဒါတော့ငါငလေလောက်လာမလို့လားငါတွေ့တာမသေးကွယ်ဘူးသူလည်းပထမဆုံး experience နဲ့တော့ဒီခါကျတော့ငါတွေ့သေးကွယ်တော့ကွာသေးကွယ်သွားပြီကွာငလေငလေလောက်တဲ့ဟိုတဲ့ခံစားချက်နဲ့တော့နေလောက်ပြီးတော့သိရတယ်အမတထမဆုံးဆက်ပြီးတော့ညံကွာဆက်ပြီးတော့အိမ်မှာထပ်ပြီးတော့ဒီမောင်ငငယ်ဝါသပြီလားဟိုလေရှမ်းပြည်မှာဟာလဲရေပိုင်းပြီးတော့ကြာတာငလေလောက်လို့ရှိရင်တော့ဘာအိုလတာပြည့်အမနီခီစီအမနီတစီဘာနာလဲအဝဲငလေရဲ့ပြုံးနေမှာမဟုတ်ပါဘူးနော်လိုက်တွေကနေကျဲတယ်ပေါ့နော်အလိုက်တွေအော်တော့ကိုလေလောက်ပြီးချေငကဘာလို့တက်ပြနေလေခီစီမီနီမန်နေတဲ့စီဒီလိုအဝေးတင်လာဝေးတင်လာမဲထော်လက်ခိနေပြတင်ရပါတယ်ဟိုထိုင်းလိုလည်းကရင်လိုလည်းမြန်မာလိုလည်းခါခါလာစားစပါတီโอ้မဖော်နဲ့ဟိုတူတော့ပြီချုံဝေးလိုက်ပြီတောက်ချီနဲ့ပဲလေးနဲ့ဆိုတီလိုဒီလိုအခုပြတာတောက်ချီနဲ့ပဲလေးငါအခုဖြစ်တဲ့အားလေးပြောငါပြောပါဦးလိုက်ရတော့လိုက်ရနေပြီငါအခုဖြစ်တဲ့ဟိုတဲ့ current situation ကပြောပါဒါပေမဲ့များတော့အဖြစ်ကငယ်လေးလိုက်ရဒီလိုက်ပါအခုဗီဇာဟောက်ပြီအခုဗီဇာဟောက်ပြီဒီမြန်မာနိုင်ငံခြေတော့ဆိုရင်ဒါငယ်လေးလိုက်ဒီမှာပါရှိတယ်တောင်းသားလေးရောက်တော့ချက်လို့ချက်မှလည်းဒီ line ဆိုတာငယ်လေး line ဒါတော့မြန်မာကိုတော့ချင်းညာပါ plus central မှာရှိတဲ့အတွက်ဒါမဲ့ထိုင်းတော့ဒီကမှာမရှိတဲ့အတွက်ကြောင့်သူက reflection ဖြစ်သွားတာဒီနာလေးမှာ reflection ဖြစ်ပြီးတော့ reflection ဖြစ်တာလေ reflection ဖြစ်တာလေဒါမဲ့ main central ကျတော့ decentral ပါပဲဖြစ်တယ်ထိုင်းကိုရောက် So today it's like all the faculty staff and students they are not allowed to study to keep learning and teaching anymore. So they just go back for all the faculty.